မြန်မာပြည်လိုဆိုရတဲ့အတိုင်းပြည်တစ်ခုကတဲ့ဒေါအောင်ဆန်းစုကြည်လိုမုံမြထင်ရှားတဲ့ကောင်းဆောင်တွေမထိုက်တန်ဘူးလို့တချို့ကပြောကြပါတယ်ဘယ်လိုထင်ပါလဲကျွန်တော်ထင်တယ်ကျွန်တော်ကတော့ဘာပြည်နဲ့ထိုက်တန်တော့ကျွန်တော်လည်းခဆိုးဆိုးနဲ့ပဲတူပါတယ်ကျွန်တော်ကိုတိုင်းပြည်တဲ့ကိုသားတယ်လို့မထင်ပါဘူးကျွန်မလည်းဒီတိုင်းပြည်ကဒီပြည်သားတွေကပေါက်ခွာလာအဲ့ဒီတော့ကျွန်မမှလည်းအားနည်းချက်တွေရှိပါတယ်ကျွန်မမှလည်းဆိုးတဲ့အပိုင်းတွေရှိပါတယ်ဒါပေမဲ့အားလုံးအေးတူကိုညဆိုပြီးတော့လက်တွဲပြီးတော့တယောက်အားနည်းချက်တွေကိုပြင်ပေးတာအဲ့ဒီလိုပဲလုပ်သွားမယ်လို့ကျွန်မစိတ်ထဲမှာထားပါတယ်